အားလုံးပဲမင်္ဂလာပါရှင် P4U channel လေးမှာပြန်လည်ကြိုဆိုပါရစေဒီနေ့ဝေမျှပေးခြင်းတဲ့အကြောင်းအရာလေးကတော့အမျိုးသားတွေအတွက်ပေါ့နော်အမျိုးသားတွေအတွက်ဆိုပေမဲ့အမျိုးသမီးတွေလည်းပါပါတယ်အဓိကခေါင်းစဉ်လေးကတော့ဆလိတ်တောက်တဲ့သူတွေစားတဲ့အစားအစာ10မျိုးအကြောင်းရှင်းပြချင်တာပါဆလိတ်တောက်တာကကျန်းမာရေးကိုဆိုးဆိုးရွားရွားထိခိုက်စေဆိုတာကိုတော့လူတိုင်းသိထားပြီးသားဖြစ်မှာပါဒါပေမဲ့ဆလိတ်ဖြတ်ဖို့ခဲရင်းနေရဆိုရင်တော့အဆုပ်ကိုကျန်းမာစေပြီးတော့အကျိုးများစေမယ့်အစားအစာတွေကိုစားပေးဖို့တော့လိုအပ်ပါတယ်။ဆလိတ်တောက်တဲ့သူတွေနဲ့ဆလိတ်ငွေ့ကိုတစ်ဆင့်ကန်ရှူရှိုက်နေရတဲ့သူတွေမှာဆိုလို့ရှိရင်အန်တီအောက်ဆီဒန့်တွေဖြစ်တဲ့ရောင်ခြည်ပစ္စည်းပါဝင်တဲ့အသီးအနှံတွေအပြင်ဗိုက်တာမင်စီဓာတ်တွေပါဝင်တဲ့အစားအစာတွေကိုပါစားသုံးပေးသင့်ပါတယ်။ပထမဆုံးတစ်ခုကတော့ပန်းသီးပါပန်းသီးမှာဆိုလို့ရှိရင်ဓာတ်တိုးဆန့်ကျင်တဲ့အန်တီအောက်ဆီဒန့်ဂုဏ်သတ္တိရှိလို့အဆုတ်ပျက်စီးတာနဲ့နာတာရှည်အဆုတ်ရောဂါဖြစ်နိုင်တာတွေကိုလျှော့ချပေးနိုင်ပါတယ်နောက်တစ်ခုကတော့ pumpkin ဖယုံသီးပါဖယုံသီးမှာဆိုလို့ရှိရင်လည်းရောင်ခြည်ပစ္စည်း carotenoids ပါဝင်တဲ့အတွက်ကြောင့်အဆုတ်ရဲ့အလုပ်ကိုကောင်းမွန်စေပါတယ်နောက်တစ်ခုကတော့ tomato ခရမ်းကျင်သီးပါခရမ်းကျင်သီးမှာဆိုလို့ရှိရင်လည်း carotenoids လို့ခေါ်တဲ့ရောင်ခြည်ပစ္စည်းအပြင်သူက vitamin C ပါဝင်တဲ့အတွက်ကြောင့်ဆလိတ်တောက်တဲ့သူတွေရဲ့အဆုတ်လုပ်ငန်းတွေကောင်းမွန်အောင်ထောက်ပံ့ပေးပါတယ်နောက်တစ်ခုကတော့ berry သီးတွေပါ berries ပေါ့နော်သူကကြတော့အချင်တက်ကျွယ်ဝစွာပါဝင်လို့အဆုတ်ကိုထိခိုက်စေနိုင်တဲ့ virus ပိုးတွေကိုတိုက်ထုတ်ပေးပါတယ် berry သီးတွေကဘာလဲဆို strawberries တို့ blueberries တို့လိုမျိုး gooseberries တို့ berries တွေအများကြီးရွေးရှိရနော်နောက်တစ်ခုကတော့လိမ္မော်သီးပါလိမ္မော်သီးက vitamin C ကျွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့်ဆလိတ်တောက်သူတွေမှာဖြစ်တတ်တဲ့ vitamin C ချို့တဲ့ခြင်းကိုကုသပေးနိုင်ပါတယ်နောက်ထပ်အသီးတစ်မျိုးကဟင်းသီးဟင်းရွက်ပေါ့နော်တစ်မျိုးကတော့မုံလာဥနီပါ carrot ပေါ့နော်မုံလာဥနီကအရေပြားကျန်းမာရေးကိုကောင်းမွန်စေပါတယ်အစိမ်းစားမယ်ဆိုရင်အဆုတ်ထဲကအဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်နောက်တစ်ခုကတော့ broccoli ပန်းကော်ပြီးစိမ်းမှာသူကအဆုတ်ရဲ့လှုပ်ဆောင်ချက်ကိုကောင်းစေပြီးတော့အမြင့်တက်ကျွယ်ဝစေလို့အဆုတ်ကင်ဆာဖြစ်နိုင်တဲ့အလားအလာကိုလျှော့နေစေပါတယ်နောက်ထပ်တစ်ခုကတော့အိမ်တိုင်းမှာရှိပါတယ် garlic ပါကြက်သွန်ဖြူပေါ့နော်သူကပိုးသေးစေရဲ့ဂုဏ်သတ္တိရှိလို့ယောဂပိုးတွေကိုတိုက်ထုတ်ပေးနိုင်ပါတယ်နောက်တစ်ခုကတော့ pomegranate လို့ခေါ်တဲ့သလဲသီးပါအဆုတ်အတွင်းမှာအကျိတ်ဖြစ်ပွားမှုကိုလျှော့ချပေးပါတယ်နောက်ဆုံးကတော့လူတိုင်းမဖြစ်မနေတောက်သုံးတဲ့ရေပါရေကအဆုတ်ရဲ့ရေဓာတ်ကိုထိန်းပေးပြီးတော့နီကိုတင်းကိုဖယ်ရှားပေးဖို့ကူညီပေးပါတယ်ဆလိတ်တောက်တဲ့သူတွေမှာဖြစ်တတ်တဲ့ရေဓာတ်ဆုံးရှုံးမှုအတွက်ဆိုရင်လည်းရေများများတောက်ပေးဖို့လိုပါတယ်ရေကတော့ဆလိတ်တောက်တဲ့သူရောမတောက်တဲ့သူရောလူတိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့အတွက်ကြောင့်ရေကိုသေချာစွာတောက်ပေးဖို့လိုပါတယ်ကဲအခုဆိုရင်တော့အဆုတ်ကျန်းမာရေးအတွက်ဘာတွေစားရမလဲဆိုတာသိပြီဆိုတော့ကိုယ့်ရဲ့အဆုတ်လေးကို view site ပေးဖို့မမေ့ကြပါနဲ့เนาะနောက်မှပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်ရှင်